မင်္ဂလာပါကျွန်တော်တို့တော်ရိုင်းတိရစ္ဆာန်တွေအကြောင်းစဉ်းစားရင်ချင်းသေးကြားကြက်တစ်ဆိုတာတွေကိုတီးခြားစီပဲမြင်အောင်မိကြမှာပါဒါပေမဲ့တဘာဝတရားရဲ့စီးမြင်တွေကိုချိုးဖောက်ပြီးဒီသားရဲ့ကြီးတွေပေါင်းဆက်သွားရင်ဘာဖြစ်လာမလဲချင်းသေးတဲ့အေယာမကြီးမားတဲ့တလက်ဝါကြီးတွေဒါမှမဟုတ်တစ်ပင်တက်နိုင်တဲ့ချင်းသေးမျိုးဆက်တွေအကြောင်းသင်ကြားဖို့ပါသလားဒီနေ့ဗီဒီယိုမှာတော့တောရိုင်းထဲမှာဘယ်တော့မှမစုံနိုင်တဲ့တားရဲကြီးတွေကိုလူတွေကတိရစ္ဆာန်ယုံတွေမှာပေါင်းဆက်လိုက်တဲ့အခါထွက်ပေါ်လာတဲ့မြုံနိုင်စရာ hybrid တတဝါကြီးတွေအကြောင်းကိုအစားအဆုံးပြောပြသွားမှာဖြစ်ပါတယ်။အရင်ဆုံးလူသိအများဆုံးဖြစ်တဲ့လိုက်ကားအကြောင်းစပြောရအောင်။လိုက်ကားဆိုတာကဖခင်ချင်းသေးနဲ့မိခင်ကြားမတို့ပေါင်းဆက်ရာကထွက်ပေါ်လာတာပါ။သူတို့ဟာချင်းသေးထက်ရောကြားထက်ပါပိုပြီးကြီးမားတဲ့ခန္ဓာကိုယ်ရှိကြပြီးကြားလိုမျိုးအစင်းကြောင်းလေးတွေလည်းပါတတ်ပါတယ်။လက်ရှိမှာတော့ကမ္ဘာတဝန်းမှာလိုက်ကားအကောင်ရေ120ကျော်ရှိနေပါတယ်။ဒါပေမဲ့ဖခင်ကကြားဖြစ်ပြီးမိခင်ကချင်းသေးအမဖြစ်ရင်တော့တိုင်ကွန်လို့ခေါ်ပါတယ်။ထူးခြားတာကတိုင်ကွန်တွေကလိုက်ကာတွေနဲ့ဆန့်ကျင်ဘက်ပါပဲ။သူတို့ကချင်းသေးထက်ရောကြားထက်ပါပိုပြီးတင်းငယ်သွားတတ်ကြပါတယ်။ဒါဟာချင်းသေးဖခင်စီကပါလာရမယ်ကြီးထွားမှုကိုအားပေးတဲ့မျိုးရိုးဗီဇမပါလာလို့ဖြစ်ပါတယ်။ထိုင်ကွန်တွေဟာကျန်းမာရေးအားနည်းတက်ပြီးကမ္ဘာပေါ်မှာ90လောက်ပဲရှိပါတော့တယ်။နောက်ထပ်တစ်မျိုးကတော့ဂျာကူပါသူကတော့ဖခင်ဂျာကာနဲ့မိခင်ကျက်တစ်မလီယိုပတ်တို့ပေါင်းဆက်တာပါဂျာကွာတွေကအမေရိကမှာနေပြီးကျက်တစ်တွေကအာရှနဲ့အာဖရိကမှာနေရကြောင်းတဘာဝမှာတော့သူတို့ဘယ်တော့မှမတွေ့နိုင်ပါဘူးဂျာကူတွေကအရန်တက်မာပြီးအလေးချိန်130ကီလိုအထိရှိတတ်ပါတယ်ထိုင်ခွာကတော့ပူတောင်ရှားပပါသေးတယ်ဖခင်ကြားနဲ့မိခင်ဂျာကာတို့ပေါင်းဆက်ထားတာပါကြားတဲ့ရှည်ရတဲ့ခန္ဓာကိုယ်နဲ့ဂျာကာရဲ့တမာတဲ့မီယိုတွေပေါင်းဆက်သွားတဲ့အခါမှာတော့ပတ်စရာကောင်းတဲ့ကာယာကိုရရှိမှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဒီအကောင်မျိုး15ကောင်လောက်ပဲရှိရလို့ခန့်မှန်းရပါတယ်။အိန္ဒိယမှာတော့ဒေါကလာလို့ခေါ်တဲ့ဖခင်ကျက်တစ်နဲ့မိခင်ကြားမတို့မျိုးဆက်ကိုတွေ့ရတတ်ပါတယ်။သူတို့ဟာကျက်တစ်ထက်ကိုလုံးရှည်လျားပြီးကြားရဲ့ရန်လူတဲ့ဇယိုက်တွေပါလာတလို့ရင်ပါအောင်လုပ်ဖို့အလွန်ခက်ခဲပါတယ်။နောက်တစ်မျိုးကတော့လီယိုပွန်ပါသူကတော့ဖခင်ကျက်တစ်နဲ့မိခင်ချင်းသေးမားတို့ပေါင်းဆက်လိုက်တာပါလီယိုပွန်တွေဟာချင်းသေးလိုခေါင်းနဲ့မေးရိုးရှိပေမဲ့ကျက်တစ်လိုမျိုးတစ်ပင်တက်တာအရန်တော်ကြပါတယ်1950ပြည့်နှစ်တုန်းကဂျပန်နိုင်ငံမှာဒါကိုပထမဆုံးတိပ္ပံနိကျမှတ်တမ်းတင်နိုင်ခဲ့တာပါကဘာပေါ်မှာ10ကောင်ပဲရှိတော့တဲ့အကောင်ကိုပြပါဆိုရင်ဂျက်လိုင်းယွန်တွေပြမှာပါဖခင်ဂျက်ကွာနဲ့မိခင်ချင်းသေးမားတို့ပေါင်းဆက်ထားတာဖြစ်ပြီးဂျောက်ကာရဲ့အဆက်ပြောက်တွေနဲ့ချင်းသေးရဲ့ခန္ဓာကိုယ်တိဆောက်ပုံကိုပေါင်းဆက်ထားတာပါသူတို့ဟာအလွန်ရန်လိုပြီးတကောင်ထဲနေတတ်တဲ့တဘာဝရှိပါတယ်ပူမာပါကတော့ပိုထူးခြားပါတယ်သူကတော့ပူမာနဲ့လီယိုပတ်တို့ပေါင်းဆက်ထားတာပါသူတို့ရဲ့ထူးခြားချက်ကတော့ပူတာပါပဲမိဘတွေရဲ့အရက်စားထက်ဝက်လောက်ပဲရှိတတ်ပြီးဒါဟာမျိုးရိုးဗီဇမကိုက်ညီမှုကြောင့်ဖြစ်ပါတယ်အခုဆိုရင်ပူမာဖရုပ်ကျွင်းကိုအင်္ဂလန်ကပြတိုက်တစ်ခုမှတောင်ပြသထားပါတယ်ဒီမျိုးဆက်တသက်ဝါရဲ့အားလုံးဒီပါမှာတူညီတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူတို့ဟာမြုံနေခြင်းဖြစ်ပါတယ်အထူးသဖြင့်အထီးတွေဟာသားသမီးထက်မရနိုင်ကြပါဘူးဒါဟာတဘာဝတရားကမျိုးစိတ်တစ်ခုချင်းစီရဲ့တန့်စင်မှုကိုထိန်းသိမ်းဖို့အတွက်ဖန်တီးထားတဲ့စင်ကဲဖြစ်စဉ်ရအကာအကွယ်တစ်ခုလို့သိပ္ပံပညာရှင်တွေကယူဆကြပါတယ်အတူညီတဲ့မျိုးရိုးဗီဇတွေပေါင်းဆက်တဲ့အခါနောက်ဆက်တွဲပြဿနာတွေအနေနဲ့ကျန်းမာရေးချို့တဲ့တာကြီးထွားမှုမမှန်တာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ဒီကုန်းချုပ်ရရင်ဒီမျိုးဆက်သားရဲကြီးတွေဟာလူရဲ့စူးစမ်းလိုစိတ်နဲ့ဖန်တီးမှုတွေကြောင့်ပေါ်ထွက်လာတာဖြစ်ပေမဲ့သူတို့ရဲ့တဘာဝတွေဟာတောရိုင်းထဲမှာတဲ့တိရစ္ဆာန်ယုံတွေထဲမှာပဲကုံဆိုးရလေးရှိပါတယ်တဘာဝတရားရဲ့စီးမြင့်တွေကိုကျော်လွန်ပြီးဖန်တီးထားတဲ့ဒီတဘာဝတွေဟာကျွန်တော်တို့အတွက်တကယ်ကိုအံ့ဩစရာပါပဲတင်ကောဒီမျိုးဆက်တသက်ဝါတွေထဲကဘယ်အကောင်ကိုအကြိုက်ဆုံးလဲကွန်မန့်မှာပြောပြပေးခဲ့ပါဦးအခုလိုစိတ်ဝင်စားစရာတိရစ္ဆာန်ဘူတာတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်